မင်္ဂလာပါတကယ်ချင်းတို့ရေကျမအခုမနေ့ပဲဟိုချီမင်းကိုရောက်ပါတယ်ကျမတို့ပြန်မှာကည flight နဲ့ဆိုတော့လေတနေ့ကုန်အားနေရပေါ့အဲ့အတွက်ကြောင့်မို့ကျမတို့ဟိုချီမင်းကိုလေရှောက်လဲကြမယ်အခုကျမတို့ဟိုချီမင်းမှာနာမည်ကြီးလက်ကားဈေးတွေကတခုဖြစ်တဲ့ဘင်တေးဈေးကိုရောက်နေတာဖြစ်ပါတယ်ဒီဈေးက China Town ရဲ့အလယ်မှာရှိပြီးတော့မှ1920ဝန်းကျင်ကလေးကတည်ခဲ့တဲ့ဈေးဆိုတော့လေအခုဆိုရင်နှစ်ပေါင်း100ကျော်ပြီပေါ့နော်ဒီဈေးကနေအိတ်ဖက်နှက်ပစ္စည်းအမျိုးမျိုးစားစရာနဲ့အဝတ်ထည်မျိုးကိုလက်လိလက်ကဝယ်လို့ရပါတယ်ဗီယက်နမ်ကိုတွားရင်လေဘယ်နေရာသွားတရုတ်ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုတွေကိုအများကြီးတွေ့ရတယ်နောက်တနေရာကဟိုချီမင်းမှာရှေးကြဆုံးဖျားတွေကတဆူဖြစ်တဲ့တီယန်ဟောက်ဖျားကိုသွားမှာပါဒီဖျားကိုတရုတ်နိုင်ငံတောင်ပိုင်းကပြောင်းလာခဲ့တဲ့တရုတ်တွေက1960မှာတည်ခဲ့ရပါတော့အခုဆိုရင်နှစ်ပေါင်း190နီးပါးရှိနေပါပြီရေလုံသားတွေကိုကောက်ွယ်ဆောင်းရှောက်ပေးတဲ့ပင်လယ်ဆောင်တဲ့သမီးတီယန်ဟောက်ကိုရည်ရွယ်ပြီးတော့မှဒီဖျားကိုတည်ထားကိုခဲ့ကြတာဖြစ်ပါတယ်သူတို့ကဒီစက်ကူစာရွက်အနီပေါ်မှာပေါ့နော်ကိုကုသိုလ်ရစေခြင်းတဲ့နာမည်တွေကိုရေးပြီးရင်ပန်းမွေးတိုင်းမှာချိန်ပြီးတော့လူလိုက်လို့ရှိရင်ကိုပြုတဲ့ကောင်းမှုကကိုရစေခြင်းတဲ့သူတွေရှိရောက်သွားတယ်သူတို့ကဒီကောင်းမှုကုသိုလ်ရဲ့အကျိုးတွေကိုခံစားရတယ်ဆိုပြီးတော့မှယုံကြည်မှုရှိကြတယ်ဒီဟိုချီမင်းမြို့ကလေတသက်ရတသက်ရှင်းရှင်းနဲ့တကယ်ကိုနေကြည့်စရာမြို့လေးပါဘန်ကောက်လောက်လည်းမျက်စိရှုံနာရှုံဖြစ်မနေဘူးပေါ့နော်အခုကျမတို့ဟိုချီမင်းမြို့ရဲ့တမိုင်းဝင်နေရာတွေကတခုဖြစ်တဲ့လွတ်လပ်ရေးနန်းတော်ကိုရောက်နေတာပါဒီအဆောက်အဦကဗီယက်နမ်တောင်ပိုင်းရဲ့သမရနန်းတော်အဖြစ်အသုံးပြုခဲ့တာပေါ့နော်1985ခုနှစ်ဧပြီ30မှာတော့ဗီယက်နမ်မြောက်ပိုင်းကတင်ကားတွေကဒီနန်းတော်ရဲ့ဂိတ်တွေကိုဖျက်ကျော်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီဖြစ်ပျက်ကဆိုင်ကုန်းကြဆုံးခန်းရဲ့တမိုင်းဝင်ဖြစ်ရတခုဖြစ်လာခဲ့ပါတယ်ဒီနန်းတော်ထဲမှာဆိုလို့ရှိရင်သမရယုံကန်စီဝေခမ်းမားတွေအခန့်ပွဲကျင်းပတဲ့နေရာတွေမြောက်ခင်းတွေအမိုးပေါ်မှာဆိုရင်ရဟတ်ရင်တစည်းပါတွေ့ရတယ်ဒီရဟတ်ရင်ကလေသမရထွက်ပြေးလွတ်မြောက်ဖို့အတွက်အစင်သင့်ပြင်ထားခဲ့တာပေါ့နော် area here so at that time when the new ambassador came so now we go to the rooftop ဒီမြောက်ခန်းထဲမှာဆိုရင်စစ်ပွဲကာလတုန်းကအသုံးပြုခဲ့တဲ့စက်တွေပစ္စည်းတွေလက်စစ်မီရဖို့အတွက်အသုံးပြုခဲ့တဲ့စက်ပစ္စည်းတွေကိုအခုချိန်ထိပြထားပါတယ်ကျမတို့အခုနောက်ရောက်နေတဲ့နေရာတစ်ခုက Box Street ပါဒီနေရာကိုမနေ့8:00 နာရီကနေည9:00 နာရီထိဖွင့်နေရုံးပရက်ဆိုရင်တော့ည9:00 နာရီထိဖွင့်လေးရှိရပေါ့နော်ပြင်သစ်ကိုလိုနီခေတ်တုန်းကဒီလန်ကိုဟောင်ကောင်လန်လို့ခေါ်ခဲ့ကြတာပါ2000ခုနှစ်ဇူလိုင်4ရက်နေ့ကနေစပြီးတော့ဒီလန်ကိုငွေရင်ဘန်ပင်ဆိုပြီးတော့မှပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်ဒီနာမည်ကသူတို့ဗီယက်နမ်သမိုင်းမှာထင်ရှားတဲ့ပညာရှိတဦးရဲ့နာမည်ပါ
အခုကျမတို့ရောက်နေတာကစိုင်ကုန်းဘိုစာလိုက်ဖြစ်ပါတယ်ဒီစာလိုက်ကို1863ခုနှစ်တုန်းကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့1886ခုနှစ်မှာတော့လုပ်ငန်းလိုအပ်ချက်တွေများပြားလာတဲ့အတွက်ပြန်လည်တည်ဆောက်ခဲ့ပါတယ်ဒီစာအုပ်မှာဆိုရင်ပြင်သစ်ကိုလိုနီခေတ်ရဲ့ပြည်သူ့ကလက်ရာတွေကိုလှလှပပတွေ့ရမှာဖြစ်ပြီးတော့ဒီစာလိုက်ဟာအခုချိန်ထိအသုံးပြုနေစေစာလိုက်ဖြစ်ပါတယ်ကျမတို့ shopping သွားဖို့အတွက်တတောင်းတက်တာအေးစစ်စစ်နဲ့ဝယ်လို့ရမယ်ဆိုင်ကုန်စင်တာကိုပဲသွားဖို့အတွက်ဆုံးဖြတ်ထားတယ်ပေါ့နော်ဘာလို့ဆိုတော့ကျမတို့တွေကခရီးအရင်ပန်းနေပြီဆိုတော့လေတခြားဈေးတွေမသွားတော့ဗီယက်နမ်ရောက်တဲ့အခါမှာဝက်စားတွေဝယ်ဖို့လည်းစီစဉ်ထားတယ်ဒီဟိုချီမင်းစီးတီးကိုလည်းရောက်မယ်ဆိုရင်တော့လေဟိုချီမင်းရောက်မှဝယ်ဖို့အတွက်ကျမတို့အကြံပေးခြင်းတယ်ဒီမှာအမျိုးအစားတဲ့စုံနဲ့ရွေးချက်စရာတွေပုံများတယ်ပြီးတော့ကျမတို့ refund တောင်းဖို့အတွက်စာရွက်စာတမ်းတွေရာတွေဒီမှာပိုအဆင်ပြေတယ်အခုကျမတို့သွားနေရကငွေခွေ walking street မှာရှိတဲ့ coffee apartment ကိုသွားနေရဖြစ်ပါတယ်ဒီနေရာကအရင်တော့ငါလူနေအဆောက်အဦတွေကိုပစ္စည်းရောင်းဆိုင်တွေ coffee ဆိုင်တွေနဲ့အထက်တိုင်းမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်အခုကျမတို့သွားထိုင်တဲ့ဆိုင်က Miracle လို့အမည်ရပါတယ်ဒီဆိုင်လေးကို BNN အငွေ့သက်တွေပေါအောင်ပြင်ဆင်ထားတာတကယ်ကိုချစ်စရာလေးပါကျမတို့ကတော့ထုံးစံအတိုင်း Vienna Salted Coffee လေးမှာတောက်ခဲ့ပါတယ်ဒီနေ့က BNN မှာလည်းနောက်ဆုံးနေ့ဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်